ကဘာပေါ်မှာအချမ်းသာဆုံးဘောလုံးနီးပြ9ဦးအကြောင်းပြောပြပေးသွားမှာနော်ဒီထက်ကအမှတ်1နေရာကနီးပြကတော့သူ့အသင်းကကစားသမားတိုင်းထက်တောင်ပိုချမ်းသာနေပြီးပရိသတ်69%လောက်ကသူ့နာမည်ကိုမသိကြသေးဘူးတဲ့အမှတ်5ကတော့ဂျာဂန်ကလော့ပါသူ့ရဲ့ပိုင်ဆိုင်မှုကဒေါ်လာ55သန်းလောက်ရှိပါတယ်သူကခေတ်သစ်ဘောလုံးလောကမှာအချစ်ခံရဆုံးနီးပြတွေထက်ကတအုပ်ပါပဲအောင်မြင်မှုစိတ်အားထက်သန်မှုနဲ့တသမတ်ထဲစူးစမ်းမှုတွေနဲ့သူ့ရဲ့နာမည်ကောင်းကိုတိဆောက်ခဲ့တာပါအမှတ်4ကတော့စတီဗန်ဂျာရက်ပါသူ့ရဲ့ပိုင်ဆိုင်မှုကဒေါ်လာ63သန်းလောက်ရှိပါတယ်သူကလီဗာပူးရဲ့ဂန်ဒဝင်ကစားသမားဟောင်းတဦးဖြစ်ပြီးနီးပြဘဝကိုကူးပြောင်းလာသူပါကစားသမားဘဝတုန်းကပတ်စံတွေအများကြီးရှာခဲ့ပြီးအဲ့ဒီချမ်းသာမှုတွေကိုနီးပြဘဝအထိသယ်ဆောင်လာခဲ့တာပါထိတန်းလီတွေမှာကစားခဲ့တဲ့သူ့ရဲ့အချိန်တွေနဲ့အမ်ဘစီတာစာချုပ်တွေကသူ့ရဲ့ငွေကြေးချီကိုပိုပြီးမြင့်တင်ပေးခဲ့တာပါမန်နေဂျာတော်များများတဲ့အများကြီးမြင့်မားတဲ့အခြေအနေမှာရှိပါတယ်အမှတ်3ကတော့ဟိုဆေးမော်ရီကိုပါပိုင်ဆိုင်မှုကဒေါ်လာ120သန်းလောက်ရှိပြီးသူကစုဖလားတွေကြောင့်ပဲနာမည်ကြီးတာမဟုတ်ပါဘူးကြီးမားတဲ့စာချုပ်တွေကြောင့်လည်းနာမည်ကြီးပါတယ်သူဝင်ရောက်တဲ့ကလပ်တိုင်းကထိတ်တန်းအဆင့်ငွေကြီးပြီး bonus တီစီးပွားရေးဆိုင်ရာသဘောတူညီချက်တွေပါပေးရပါတယ်သူဟာဘောလုံးမန်နေဂျာလောကသမိုင်းမှာငွေကြီးအင်အားအကြီးဆုံးအသက်မွေးဝမ်းကြောင်းဘဝတွေကတစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်အမှတ်2ကတော့ပတ်ခွာရီလာပါခန့်မှန်းခြေပိုင်ဆိုင်မှုကဒေါ်လာ125သန်းလောက်ရှိပြီးဘောလုံးသမိုင်းမှာဝင်ငွေအမြင့်ဆုံးနီးပြတွေကတယောက်ပါမန်ချက်စတာစီးတီးမှာဆိုရင်သူ့ရဲ့စာချုပ်ထဲမှာကြီးမားတဲ့လစာနှုန်းထားတွေနဲ့စွမ်းဆောင်ရည် bonus တွေပါပါဝင်ပါတယ်အမှတ်1ကတော့သူဟာအလွန်လေးစားခံရပြီးအရန်အောင်မြင်တဲ့ဘောလုံးနီးပြတယောက်ပါဘောလုံးလောကမှာသူ့ရဲ့တည်ရှိမှုနဲ့သူ့ရဲ့ခိုင်မာတဲ့နီးပြဘဝကြောင့်ကမ္ဘာတစ်ဝန်းမှာလူသိများပါတယ်